အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါလီဗာပူးအသင်းကတောင်ပန်ကစားမ2ယောက်ခေါ်ယူဖို့ရည်ရွယ်လိုက်တဲ့အတွက်ကြောင့်ကိုဒီကက်ပူကိုရောင်းချဖို့ဆုံးဖြတ်ပြီးဖြစ်တယ်ဆိုတော့အခုလက်ရှိမှာကိုဒီကက်ပူက Tottenham Hotspur နဲ့ Barcelona Agreement ရသွားပြီဆိုတော့ပြောင်းရွှေ့ခြေကတော့တချို့ report တွေမှာတော့တန်60နဲ့တန်90ကြားလောက်ရှိတယ် Roberto De Zerbi ကကက်ပူကိုသဘောကျပြီးတော့ဒီပြောင်းရွှေ့ဖြစ်လာဖို့ဒါနောက်ဆုံးဆွေးနွေးမှုကနောက်ဆုံးအဆင့်ကိုရောက်လာတယ်ဆိုပြီးပေါ်ပြတယ်ဒီနေရာမှာလီဗာပူးဘက်က signing တစ်ခုလုပ်မယ်ဒါ potential ရ gap ပိုထွက်မယ်လို့လီဗာပူးကနားလေတဲ့အတွက်ကြောင့် Bradley Barcola plus maybe နောက်ထပ်တောင်းပန်ကစားမ Ibrahim ဒါ Mbaye ဆိုတဲ့ချက်တိတ်လည်းဖြစ်ကောင်းဖြစ်နိုင်လို့ maybe နောက်ထပ်တောင်းပန်ကစားမတယောက်လည်းဖြစ်နိုင်တယ်ဆိုတော့လီဗာပူးအနေနဲ့ကပ်ပူကိုဆုံးရှုံးဖို့အရေးပေါ့လေဆိုတော့လီဗာပူးကပြီးခဲ့တဲ့ရက်ပိုင်းမှာပြင်သစ်နာမည်ကြီးလက်ခိသတင်းစာရဲ့ဖော်ပြချက်အရဒီ Ibrahim Mbaye ကိုသူတို့ခေါ်ယူဖို့ဒါ formal bid ကို submit လုပ်ခဲ့တယ်ဆိုပြီးတော့ report မှာဖော်ပြထားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်စဉ်းစားတဲ့အချက်ကတကယ်ပဲကပ်ပူရောက်နိုင်မလားဆိုတဲ့အချက်ပဲဆိုတော့ Tottenham Hotspur နဲ့ ကပ်ပူထွက်မလားပေါ့လေ Tottenham Hotspur နဲ့ကပ်ပူက personal agreement ရပြီး De Zerbi ကိုယ်တိုင်လည်းသဘောကျတယ်စပါးကိုယ်တိုင်ကလည်းသူ့ကိုလိုချင်တယ်ဒါလီဗာပူးကလည်း replacement ရမယ်လို့ထင်ရင်သူတို့ရောင်းဖို့စဉ်းစားထားတယ်ကျွန်တော်ထင်တော့ပြောင်းရွှေ့ခြင်းကတန်း90လောက်နဲ့အပြီးတတ်မယ်ဆိုတော့အဲ့ဒါကလီဗာပူးအတွက်ကပ်ပူကိုဆုံးရှုံးတော့တေးကြတဲ့ Bradley Barcola ကိုသူတို့ရမယ်လို့ယုံကြည်လို့ maybe Paris Saint-Germain ရဲ့နောက်ထပ်တောင်းပန်ကစားမ Ibrahim Mbaye ဆိုတဲ့ချက်တိတ်လေးပဲရလိမ့်မယ်လို့ထင်တယ်အဲ့နေရာမှာ Tottenham Hotspur ကစပိညိုပြောင်းရွှေ့ပါတခါတည်းအပြီးတတ်တော့မယ်ဆိုတော့မနေ့က Jasper ထွက်သွားတာကို Inter Milan ကတရားဝင်သူတို့ခေါ်လိုက်ပြီလို့ကြေညာတယ် Cristiano Romero က Atletico မတွေ့ကြောင်းရောက်ကြောင်းလဲတရားဝင်ကြေညာခဲ့ပြီးတဲ့အချိန်မှာအခုလက်ရှိမှာ Tottenham Hotspur ဘက်ကအခုလက်ရှိမှာစပိညိုနဲ့ Manchester City ကိုတရားဝင် agreement ရပြီး City ဘက်က Rodri အပြောင်းရွှေ့လေးပြီးတာနဲ့သူတို့အားလုံး complete ကြေညာပေးမယ်ဆိုတော့ Tottenham နဲ့ဒါ Tottenham Hotspur နဲ့ Savinho နဲ့ Manchester City ကြားမှာ personal agreement ရဒီ verbal agreement ရပြီးပြောင်းရွှေ့ကြီးကတော့ဒါဘယ်လိုပြောမလဲ City တောင်းဆိုတဲ့ပေါင်85တန်တီ Spurs ကပေးမယ်ဆိုပြီးတော့ကောင်းကြီးလိုက်တယ်ဆိုတော့ကျွန်တော်နားလည်ထားတာက Gappo က85လောက်ရှိမယ်ဒီ Savinho က85ထားပါတော့85ဆိုရင်160လောက်ကြာပါမှာ90နဲ့80ဆိုရင်150ဟိုက55တန်160များတာတော့များတယ်ဒါပေမဲ့ Spurs က Savinho မှာ Savinho ဖြစ်နေတယ်ဆိုတော့ Savinho က Tottenham နဲ့ personal agreement ရပြီး City နဲ့လည်း verbal agreement နှုတ်အားဖြင့်သဘောတူပြီး final detail လေးပဲသူတို့အဓိက